ဘိုင်ဝမ်ဆိုပြီးရန်သူလေတိုက်တာအကောင်းဆုံးပဲရန်သူအကောင်းဆုံးလေတိုက်ပါချောင်းကိုဘိုင်ဝမ်ဆိုတိုင်းအများအားချုံနေဆိုရင်ဒီဗီဒီယိုကြည့်သွားပါချောင်းကိုဘိုင်ဝမ်ဆိုတိုင်းအများအားချုံနေတဲ့ကောင်းကြီးတို့အတွက်ဘိုင်ဝမ်မှာချောင်းကို project ဘယ်လိုကစားရမလဲဆိုတာသိချာရှင်းပြထားပါတယ်မကြည့်ခင် channel လေးကို subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးနော် Okay နေ့ပြီဆိုတော့စားလိုက်ရအောင်ကျွန်တော်တို့ပထမဆုံးဘိုင်ဝမ်မှာချောင်းကိုင်းမယ်ဆိုရင်အုံဆုံးစဉ်းစားတင်တာကကိုယ့်ရဲ့ enemy က fighter လား assassin လားဒါမှမဟုတ်တွေးရမ်းမာတဲ့စမ်းတို့ဒိုင်းလောတို့ရင်တို့လားတွေးတက်ကြတယ်ဗျာပြန်ဘက်ကိုအရင်လေးလာတင်ပါတယ်ပြီးရင်တော့ item အနေနဲ့ကျွန်တော်တို့ပထမဆုံး fighter ဆိုရင်တော့ဒီစစ်တီတော်ဖနက်ကိုအရင်တွားနေပါတယ်ဒါပထမဆုံး item ပေါ့ဗျာ fighter အနေနဲ့ enemy fighter ဆိုရင်ဗျာမဆမန်တို့ဒါမှမဟုတ် assassin တို့ဆိုရင်ဒီလင်းမြန်မှုဖနက်ကိုတွားတင်ပါတယ်ဘိုင်မှာတော့မဆမန်နေတော့ခြောင်နေတော့ဘယ်သူမှမစော့ဘူးပေါ့ဗျာဒါပေမဲ့ assassin တော့ပါလာနိုင်တယ်လေအကြောင်းပေါ့ပါအလေလန်းတွားကြအများပါတယ်ဒါကတော့ကျွန်တော်ကကွန်ပျူတာဆိုတော့ဗျာ 5vs5 ဆိုတော့ကျွန်တော်အပေါ်လမ်းကိုတွားပြရမှာဖြစ်ပါတယ်အပေါ်လမ်းတွားမှာပေါ့ဗျာပြီးတော့ချောင်းလူတော်များမားတဲ့ချက်ကဒီတနတ်နဲ့ဒီအချုံလေးပေါ့နော်ဒီတနတ်ကောင်လုံးဝမဆက်ပါနဲ့ဘိုင်ဝမ်းမှာဘာဖြစ်လို့ဆိုတော့တနတ်ကကြတော့ရန်ဥမှာတစ်ဖက် item ပါမှဓမိတ်ထွက်တာဗျာဒီတချုံလေးကတော့ထွက်ပါတယ်ကျွန်တော်ရဲ့ channel ထဲမှာဒီချောင်းဘယ်လိုကန်ရမလဲ scale ဘယ်လိုပြရမလဲဆိုတာဒီ channel ထဲမှာတင်ထားပါတယ်သွားပြီးမှကြည့်လို့ရပါတယ်ချောင်းတော့ဘာမှဆိုတော့ scale 1ယူကြပါတယ်ဒါကတော့ teammate ထဲမှာတဲ့ flag ယူတဲ့ scale 1ယူတယ်ပေါ့ဗျာပြီးတော့ချောင်းဆိုတဲ့ hero ကအရန်မိုက်တယ်သူရဲ့ scale 1အကြောင်းကိုအရင်ရှင်းပြမယ်pro ကြီးတော့ကြော်ပါပေါ့ဗျာ scale 1ကကြတော့ကျွန်တော်တို့ပထမတစ်ချက် physics အသက်ဒုတိယချက် physics အသက်တတိယချက်ကကြတော့6 round ကိုလည်းဟိုဖြစ်တယ်ဗျာပြီးတော့ damage လည်းပေးတယ်သူများကိုလည်း immune ဖြစ်တယ်ဗျာမူးရတယ်ဗျာ sorry စကားပြောမှနေတောင်းမှပါတယ် okay scale 2ကကြတော့ကျွန်တော်တို့ blink များပြေးလို့လည်းရတယ်အခြားရဲ့ enemy ရဲ့ space တွေကိုလည်းကောင်းလာလို့ရတယ်မစိုးဘူးတော့သူရဲ့ ultimate ကကြတော့ကျွန်တော်ကန်လိုက်တယ်ဗျာသူကပြေးလို့လည်းရတယ်ကန်လို့လည်းရတယ်ချောင်းကအရန်ကိုနောက်လို့ကောင်းတဲ့ hero လည်းဖြစ်တယ်ပြီးတော့တခြား hero တွေတက်စာရင်သူကလိန်ရှင်းရတာလည်းအရန်ကိုလွယ်ကူတဲ့ hero တောင်ဖြစ်တယ်သူကပြေးလို့အရန်ကောင်းတယ်ဗျာသူကစကေးတူးတွန်းလိုက်ပြီးတော့သူကရှီးသက်လေးပါသူကဘေးတယ်ပြီးတော့ရန်သူရဲ့ space ကို immune ပေးပါတယ်ပြီးရင်စကေးတူးတွန်းပြီးခုံးလိုက်ရင်သူက damage ပါပေးတယ်ခင်ဗျာအဲ့တော့ချောင်းကတကယ်မိုက်တဲ့ fighter ပါသူက roll အနေနဲ့လည်းဆောကြရတယ်ဒါပေမဲ့ဘိုင်ဝမ်းမှာဆိုရင်တော့ fighter ပဲဆောကြရဗျာတီကာနေရောက်မှနောက်လို့ရရင်တော့တွေ့လားပြီးတော့ဘိုင်ဝမ်းဆောပြီးဆိုရန်သူလေတိုက်တာအကောင်းဆုံးပဲရန်သူအကောင်းဆုံးလေတိုက်ပါဘိုင်ဝမ်းပွဲတွေမှာလေတိုက်တာအရင်ကောင်းပါတယ်အဲ့မှာတစ်ဖက်ကဒေါ်ထွက်မှာကွာဒေါ်ထွက်မှာဒီမှာအဲ့လိုမျိုးဝီပမတီးပါဘူးโอเคတော့ကျွန်တော်ရဲ့ကွန်ပျူတာ game လေးလို့တစ်ချက်ချိုးလိုက်ပါဗျာကျွန်တော်ကွန်ပျူတာမှာဆော့တာပါတယ်ကွန်ပျူတာဆိုမှကျန်းထုံနေရမယ်เนาะခင်ဗျားတို့ဒီရဲ့ကွန်ပျူတာမဟုတ်သူကတော့တည်သွားပြီโอเคအဲ့တော့ recording ပြရင်လေးပါလေးတိုက်တက်ရတယ်ကောင်းပြီတို့အဓိကကဗာလဲလေတိုက်တက်ရမယ်ဘိုင်ဝမ်းဆော့ရင်ဗာလဲလေတိုက်တက်ရမယ်ဘိုင်ဝမ်းဆော့ရင်ဗာလဲလေတိုက်တက်ရမယ်โอเคပြီးရင်ကျွန်တော်ဘိုင်ဝမ်းဆိုးမယ်ဆိုရင်ကျွန်တော်ဒီလက်လေးပေါ့ဗျာဒီတာတဲ့နန်းကအဲ့အကောင်လေးကိုဘယ်လိုခေါ်လဲမသိဘူးမုံလာတော့ဗျာကျွန်တော်အင်္ဂလိပ်လိုတော့မပြောတတ်ဘူးအဲ့တော့အဲ့ကောင်လေးကိုစားတာကောင်းပါတယ်ပြီးရင်တက်နိုင်များဗတ်များစားပါအဲ့ဒါမှရန်တို့ထပ်ပို့ပြီးမှဘယ်လိုပြောမလဲဂိုးတောင်းပေါ့ဗျာတကယ်တမ်းကျတော့ကျွန်တော်ခရီနဲ့ကျွန်တော်တို့မီနီယန်အနေနဲ့ဆိုရင်အတူလောက်ပါပဲသူရဲ့ဂိုးတန်တော့ကလေအဲ့တော့ဘိုင်ဝမ်းမှာဆိုရင်ဒါခရီလည်းရှင်းပြီးတော့ဗတ်လည်းစားအဲ့ဒါဆိုရင်ပိုကောင်းတယ်ဗျာတော့ပေါ့တယ်မှာပြောချင်တာပြီးတော့ချောင်းရဲ့အာသာချက်တွေကအများကြီးပဲရန်သူတွေကြားထဲဝင်နောက်လို့ရတယ်ပြီးအလွယ်တကူပြန်ထွက်လို့ရတယ်တွေ့လားရန်ကိုမိုက်တယ်အေးဆေးပဲခေါင်းကြီးရုပ်အမှနောက်တော့ကောင်းမအောင်ရမလို့စားတောင်းဝိုင်းနဲ့တွားပြီးမားခံမိလိုက်တာစကေးရအဲ့လိုဖြစ်တတ်တယ်တင်မလားကိုရီးယားပရိုပရီယာဆိုဟဲ့လေစတာပါဗျာကဲအဲ့နီတိုင်းဆုံးမယ်ဆိုရင်တော့ချုံးမှာဖြစ်ပါတယ်အဲ့တော့ကိုစောကျင်လို့စောကြပါစတာပါကျွန်တော်ပြောတဲ့နီလန်တိုင်းလေးစောပါပြီးရင်ကိုယ့်ရဲ့နီလန်တိုင်းလေးကိုယ့်ဘာကိုစောဗျာကိုပါတကူစဉ်းစားပြီးစောဗျာဒီကအိုးနှောင်းနဲ့စဉ်းစားဘယ်လိုထွက်ရမလဲဘယ်လိုဝင်ရမလဲဖရဲဝင်ထွက်တတ်ဖို့ပဲပြီးရင်ဒီခလုတ်လေးကိုတည်းပြောင်းတတ်ဖို့လိုရယ်နော်ဒီခလုတ်လေးကဖလေကာနဲ့ဘာမှစောရဆိုရင်ဗျာဟီရိုတစ်ကောင်နဲ့အတွက်လည်းထားလို့ရတယ်အဲ့တော့ကိုကချောင်းဆိုရင်ချောင်းတော့ပဲရွေးလိုက်ပါရွေးမှချောင်းတော့ပဲအုံမီထားတာပါအဲ့ဒါမှဘာမှစောမယ်ဆိုရင်အေးဆေးပဲကိုဖဖဆိုရင်အဝင်ထွက်ပါညာအေးဆေးပဲ
မှ6ကိုရွေးလိုက်ပြီဒါတော့6နှကောင်လေးပါ flag ကောနင်းနေထားလိုက်တယ်ကြီးကြီးထားလိုက်တယ်အဲ့ဆိုရင်အဆင်ပြေတော့မှဖြစ်ပါတယ်ခေါင်းကြီးတို့ကျေးဇူးတင်ပါတယ်